ပေါ်မလာဘူးလားဟောအဖြေအကုန်ထွက်လာမှာအခုတော့ယောဂီတွေကျင့်စဉ်မှာဥစဉ်ကဘာမှခိုင်းတာမဟုတ်လွယ်လွယ်လေးပဲဖောင်းနေပိန်နေဆိုတဲ့မူလကမ္မထံကိုသတိဝရိယအာ၅ပါးအင်္ဂါ၅ပါးဘုံ၅ပါးနဲ့ကပ်ပါလို့ဒါပဲပြောတာဟုတ်ပြီနော်ငယ်လေးကိုမှတ်ပါဆိုလဲငယ်လေးလှုပ်ကိုလဲအားရှိအောင်လုပ်ပါစိတ်ကိုတဏှလက်ထက်ကဆွဲယူပြီးတော့ကိုယ်သရာပညာအားနဲ့မိမိမူလကမ္မထံငယ်လေးကိုလှုပ်နဲ့အဲ့ဒီနေရာကိုကပ်ပါဖောင်းနေပိန်နေလဲကပ်ပါရှင်းစိတ်နောက်စိတ်ဆိုလဲရှင်းစိတ်ကလှုပ်ခြင်းနဲ့နောက်စိတ်ကစောက်ရှုပါရှင်းစိတ်ကပြည်ရင်နဲ့လက်ရောပြည်နေမှုကိုစွန့်လို့ရမယ်စွန့်လို့ပြီးတော့လှောက်ရှုရမက်စိတ်ပေါ်မလာဘူးလားအကုန်လုံးအတူတူပဲမဟုတ်ဘူးလားကမ္မထံအားလုံးကတူတယ်နော်အဲ့တူပြီးတော့စင်လူယူမှကွဲသွားတာကအဲ့မှာစိတ်ကိုတဏှာနဲ့မယူဘဲနဲ့အကျိုးသက်ကြီးလျှောက်တတ်တာကြွတယ်မားတယ်ကြိုက်တယ်လို့အဲ့လိုလျှောက်လို့တာတော့မှားသွားပြီဘာဖြစ်လို့လဲအကြောင်းဒီဥသောတဏှာကိုမပယ်ဘဲနဲ့အကျိုးသွားတတ်တာမှားမသွားဘူးလားအဲ့ဒါကိုမှားတယ်မှန်တယ်ပါမှားတယ်ပါမှန်တယ်အဲ့လိုအဖြေထွက်လာတော့လမ်းကြောင်းကြီးအမှန်တော့တွေ့မလားဘူးလားအဲ့တော့ခင်ဗျားတို့ပါလို့သေးတယ်ကိုယ့်အကိုအာရှိနဲ့တဏှာနဲ့သရာပညာနဲ့ပြိုင်ပွဲတော့နှွှဲရမယ်အားများတဲ့ဘက်ကစိတ်ပါမလာဘူးလားသရာပညာအားများလာလို့ရှိရင်တဏှာကစိတ်ကိုဆုံးလွတ်လိုက်တော့စိတ်မှာဆင်းရဲမိတော့သေးလားဆရာကဝင်ကူရမှာလားကိုယ့်အကိုဆွဲတင်ရမှာလားကိုယ့်အားကိုကိုရမယ်ဟုတ်ပြီနော်ဥစဉ်ပြတဲ့လမ်းကြောင်းရဲ့ဒီလိုကြည့်ခိုင်းတာဘာကြောင့်ကြည့်ခိုင်းပါတယ်ဆိုတဲ့အဖြေဒီပေါ်မလာဘူးလားပေါ်လာတော့ဥစဉ်ကလည်းလှုပ်ကြံပြီးပြတာမဟုတ်ပါဘူးငကိုအတိုင်းပါပဲနော်သို့တော်လည်းဘာတွေကွာကုန်လဲကွာတာလေးတို့ဘာကြောင့်ရှင်းပြလဲဆိုယောဂီတို့မှတချို့ကြတယ်ရွေးကြတယ်မှာကြိုက်တာကြီးပေါ်လိုက်အနိစ္စမှတ်တယ်အဲ့ဒါအဖြေမှားနေတယ်မှားတာကတော့မှားတယ်လို့ပြောမယ်ဘာဖြစ်လို့လဲမရှိပါဘူးစင်းရဲမှုမလုပ်ခနဲ့ကြိုက်တာကြီးသွားပြီးတော့ကြိုက်တာပေါ့နောက်ပိုင်းကျတော့ခင်ဗျားတို့ကြိုက်တာပါမရှိရတော့အခုတော့ခင်ဗျားတို့ကြိုက်တာတော့ထုံတာတော့သိတယ်စင်းရတာတော့မရှိဘူးကြိုက်တာထုံတယ်လို့တော့မသိဘူးလားနောက်တော့ကြိုက်တာထုံတာပါမသိရဘူးအဲ့ဒီအောင်ပို့ပေးမှာကဲဘယ်နဲ့သဘောပေါက်ပြီလားအဲ့တော့ဝိပဿနာယာတိကသဘောအာနာပါနကမ္မထံတရင်ငါပဟံကျင့်စဉ်ရှင်းနှန်းနေပုံပါပြီသစ္စာလေးပါးလည်းပေါ်ပြီပရိစ္ဆေသုံးပါးပြတ်ပုံလည်းပေါ်ပြီမဲ့ဘုဒ္ဓဘုမဲ့ဖို့ရောတရင်ငါပဟံအဖြစ်ပုရုဇဉ်အနွယ်ဖြတ်တဲ့သောတာပတ္တိမဲ့ရှေးပိုင်းဥပဘာကမဲ့ပယ်ရမဲ့အကျမ်းသာကြီးပယ်တဲ့အကြောင်းဝိပဿနာယာနိကသမထယာနိကကျင့်စဉ်လေးရှင်းပြီးပြီဟုတ်ပြီနော်အဲ့လိုဆိုဘုမိတို့ကဆရာညွှန်ကြားတဲ့အတိုင်းဖြောင်းဖြောင်းကျင့်ဖို့လိုတယ်အဲ့တော့ကျင့်စဉ်တွေမှာဒီမနေ့လဲတချို့ဆိုလို့ရှိရင်ဒါမလွတ်ကြတယ်နည်းပါပါတယ်ဝိညာဉ်တက်လာပြီဆိုတော့ဘာလို့လာလဲညစ်မလာဘူးလားညစ်တာဝိညာဉ်တက်လာတာနဲ့ဘာလို့လာလဲညစ်လာတယ်ညစ်လာတော့သိရင်လားချမ်းသာအစည်းအဝေးဘာလို့ဆက်ညစ်တယ်လဲဟုတ်ပြီလားဒါပေမဲ့ပုရုဇဉ်ကတော့ကြောက်ပြီးတော့မညစ်ထားဘူးလားညစ်ပြီးစောက်တာလည်းဒီလေစောက်ကြောလေးပေါင်ကြောလေးခြေထောက်ကြောနောက်ကြောတွေခါကြောတွေရင်ကြောတွေအကုန်လုံးကျိုးနေတော့လို့ဆုတ်တော့တာဆုတ်လေးပါဖြစ်လေဆင်းရဲလေးပါဖြစ်လေထပ်ဆုတ်လေးလွတ်သလားအဲ့ဒါအာသေဝနာစဘာလဲနာမိုက်တဲ့ကောင်အဲ့တော့အဲ့ဒါကြီးဦးစင်းကဘယ်လိုလုပ်အောင်ဓာကြီးကရက်ဆက်နေပါတယ်နှိမ့်ဆက်နေပါတယ်သွားမကင်ပါနဲ့ဆိုတာယူသွားကင်တော့ဒုက္ခရောက်တာယူဦးစင်းကဘာလုပ်ပေးရမှာလဲပုံမလို့ဘဲနဲ့လွတ်ပါမှာဒီဒုက္ခကြီးကိုဘုရားလွတ်အောင်နေပါဆိုဒီဒုက္ခကြီးသွားကြီးချုပ်ဆုတ်တဲ့ကဒုက္ခရောက်မနေဘူးလားဒုက္ခကိုသွားယူရင်ဘာရမလဲဒုက္ခရဘာလို့ဒုက္ခရသွားယူလို့ရတာပေါ့ရှင်းရင်ဘာလို့မလဲမယူနဲ့တော့ပေါ့မယူနဲ့ဆိုတာစိတ်နဲ့ရုပ်ကြီးကိုတင်းညှိချုပ်တာတွေဘာကြောကြီးတင်တာတွေရင်ကြောကြီးတင်တာတွေခါကြောကြီးတင်တာတွေလက်မောင်းကြီးညှိချုပ်ဆုံးရှူတော့ရှူပါတယ်ရှူရရှူတယ်ရှူရင်းနဲ့အောက်ကညှိတာကြီးကလည်းမလွတ်ဘူးအောက်ကကြိုက်တာကြီးကိုကြည့်တာလည်းမလွတ်ဘူးထိတာရောသိလားဆိုတော့မသိဘူးသူကသမဝါယမှာခွဲတန်းချထိတာလေးနည်းနည်းကလည်းအောက်နည်းနည်းရောက်လို့ဒီကိုနည်းနည်းကျုပ်လိုက်တယ်အဲ့လိုလုပ်နေတော့စိတ်ကတဏှာလက်ထဲရောက်လိုက်သရလက်လည်းရောက်လိုက်တော့ကြာကြောက်ဘယ်ဘက်ရောက်သွားလဲတဏှာလက်ထဲပါသွားတယ်သရလက်ထဲပါရဲ့လားမပါတော့ဘူးသခိုးဒီကိုကောင်းနေတာပဲမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့ဒါဟိုဒီမှာဖြစ်တော်ပေါင်းဝတ္ထုမှာမမျောလင်းမဲနဲ့လင်မယားနဲ့အိတ်လင်ရနေချော့ဆိုတော့ယောက်ျားသခိုးဆိုပြီးတော့ဘာမှညမှမသိပဲနဲ့တခါတည်းသံတဝါသွားတဲ့ခါကျတော့ပက်ပင်းသခိုးနဲ့သူ့ကိုသူကတပန်းလုံးကအောင်လို့လုံးလဲလုံးမိမကြီးဓာပိသံဆိုတော့မိမတကမှန်ကြီးနဲ့မြောက်ပြီးဓာကြီးကိုင်းပြီးထွက်လာတော့သခိုးနဲ့ယောက်ျားနဲ့တပန်းလုံးနေတာအိုးဘာတပြန်ကြတယ်ပြန်လုံးအဲ့တော့ဘယ်ဟာသခိုးမှဘယ်ဟာယောက်ျားမှမသိတော့ပေါ်လာတဲ့မျက်နှာလေးကိုကြည့်လိုက်ပေါ်လာတဲ့မျက်နှာကိုကြည့်ပါများတော့သခိုးမျက်နှာချောသခိုး